ဒီတစ်ပတ်ပြပြတင်တာကဒီဂျေကွာတွေရောဂျေကွာတွေမှာကျွန်တော်ဒီတစ်ပတ်မှာအရင်တစ်ပတ်ကမြောက်လိုက်ခဲ့တဲ့ဒီဂျေကွာတွေရဲ့အပန်တူဒါ prepare to wrap အဲ့ဒါတွေအကြောင်းကိုပြပြပေးပါဦးနော်ကျွန်တော်ဒီရင်းစိုး desktop မှာကျွန်တော်ဒီတစ်ခုစောက်လိုက်ပါတော့ကျွန်တော်နာမည်ကိုဂျေကွာလို့လည်းကျွန်တော်ပေးလိုက်မှာပေါ့နော်ဒီကျွန်တော်ဒီလိုတက်တာပေါ့နော်ကျွန်တော် AI ကျွန်တော်ဒီကိုပိုင်တော့ထည့်တာတဲ့အတွက်ကိုပိုင်တော့ခဏပြမရပါဘူး။မောင်သူကအကူရေးသွားလိမ့်မယ်ပေါ့နော်။ကျွန်တော်ဒီကိုအဲတော့ပြထားမှာပေါ့နော်။အဲဆိုတော့ဒီအရင်တော့ဒီ HTML တခုစောင်းနေပေါ့နော်။အဲ့တော့နာမည်ကျွန်တော် internal HTML ဆိုတော့ပြရမယ်။တော့ချင်းကျွန်တော်ဒီ HTML file ဆိုကျွန်တော်ရေးလိုက်မယ်။ဆိုချင်းကျွန်တော် type ပြောတော့ဒီပေါ်ပြီးprepare advanced ဆိုရယ် prepare ပေါ့နော်။ပြီးတော့ဒီ wrap ဆိုဟာဆိုတော့ပြတော့နော်။ဒါဒီကွာကျွန်တော်ချင်းနေဆိုလို့ရှိရင်တော့ဒီကွာစီမံတစ်ခုလိုမယ်။အဲ့တော့ကျွန်တော်ဒီမှာဒီကွာစီမံဆိုရှာရမယ်။တော့ချင်းကျွန်တော်ဒီမှာဒီကွာစီမံဆိုတော့ဒီလိုနေနိုင်မယ်။အဲ့ကျွန်တော်ဒီမှာသူကဒီ sling တို့ minimize ဆိုရင် contrast လို့ရှိရပါတော့။ sling ကြတော့တချို့ animation တွေပါဆိုရင်လုံးမလုံးတာရှိတယ်ပေါ့နော်။အဲ့တော့ကျွန်တော် minimize ကိုရေးမယ်။ဒီလိုချင်း copy လုပ်မယ်။ဒီကျွန်တော်ဒီမှာထည့်လို့အောင်ဒီတော့ဒီ bootstrap ဒီမှာပေါ့နော် bootstrap file ဒီပြန်တစ်ခုကျွန်တော် copy လုပ်မယ်ပေါ့နော်ကျွန်တော်ဒီအောင်နေမယ်ကျွန်တော်ဒီမှာလာနော် CSS အဲ့ဆိုကျွန်တော်ဒီစာပြီးပြင်ပါနော်အဲ့ခါကျတော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် cloud ကိုထည့်တော့ပေါ့နော်အဲ့တော့ရုံးစုံ empty empty 2ပါနော်အဲ့လိုဆိုကျွန်တော် button တစ်ခုထည့်မယ် button မှာကျွန်တော်ကဒီ interesting ပြလိုက်မယ် ppm dash primary ဆိုပြီးတော့ပြလိုက်မယ်ဒီမှာကျွန်တော်က add item ဆိုပြီးပြလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ကဒီ bonus script အောင်မယ်ပေါ့နော် script ကိုပြီးရင်ကျွန်တော်ဒီ function တစ်ခုရေးမယ်ဒါမှကျွန်တော် add item ဆိုတဲ့ function တစ်ခုပြလိုက်မယ်ပေါ့နော်ပြီးရင်ကျွန်တော်ဒီမှာ on click ဆိုပြီးတော့ add item ဆိုပြီးပြလိုက်မယ်ပြောရှင်ကျွန်တော်ဒီအဲ့မှာဆိုလို့ရှိရင်နောက်ထပ်တရားလေးတစ်ခုထပ်ထည့်မှာပေါ့နော်အဲ့တရားလေးကျွန်တော်က ID ကိုmenu ဆိုပြီးတော့ပြလိုက်မယ်ပြောရှင်ကျွန်တော်ကသွားဒီဒီပါလီမှာကအဓိကဒီဒေါ်လာဆိုင်အုပ်လို့ရှိရင်ဆိုတော့ဒုံဖြစ်တယ်ပေါ့နော်ဟိုမှာဒေါ်လာဆိုင်ကိုကြတဲ့ plus 9ဖြစ်ဖြစ် ID ဖြစ်ဖြစ် HTML မှာကိုဖြစ်ဖြစ်ဟိုလိုက်လို့ရှိရင်တော့ဒုံဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်က net news $dollar sign hash news ဆိုပြီးတော့ပြလိုက်ပါတော့ပြီးနောက်တစ်ခုကတော့ဒီတခုထပ်ထည့်ပါတော့အဲ့တော့ news dot event ဒီထည့်မယ်အဲ့တော့ကျွန်တော် TRB တော့ကျွန်တော်ဘယ်လိုပြောဆိုပြလိုက်မယ်ဒီဆိုကြောထည့်လိုက်ပါတော့ကြောပြအောင်ပြန်ကြည့်ပါဦးအဲ့တော့ဒီအဲ့ဒါတက်ကြည့်ပါတော့အဲ့တော့ဒီမှာဆိုရင်တော့ဘယ်လိုလုပ်သေးပါအဲ့တော့ဒီမှာဆိုရင်ဒါတော့ဒီလိုထည့်ကြည့်ပါဦးအခုတော့ဒီမှာတော့ဟောပါဒါအပန်ပေါ့နော်အပန်ကကြတော့ကျွန်တော်ဒီဘာပြန်လဲဆိုတော့ကျွန်တော်ကြည့်နေပါတော့ let item ဆိုတော့တင်နေပြောရှင် loss ဆိုတော့ item ဆိုတော့ထွက်ကြည့်မယ်ဒီကျွန်တော်လုပ်ကြည့်မယ်ကြည့်နေပါနော်အဲ့တော့ဒီအပန်ဒီသူကပင်လန့်ကို return ပြန်လာတော့ကျွန်တော်ပြရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ထည့်လိုက်တာဒီကောင်ထည့်လိုက်တာဒါပေမဲ့ကို solo ထုတ်ပြီးတော့ပင်လန့်ကိုပြန်ပြရပါတော့အဲ့တော့ကျွန်တော်ဒီကနေပြီးတော့ကျွန်တော်က access ဆိုပြီးတော့မှ page ဒီတန်းဆိုကျွန်တော်ပြင်နော်ကျွန်တော်လည်းကြည့်လိုက်လို့ရှိရင်ဝင်သွားလဲဆိုတော့ပင်းလိုက်ယူဝင်သွားတယ်ပေါ့နော် item ကျွန်တော်ထည့်ရပြီးအောင်ထည့်ဒါပေမဲ့အပေါ်ဝင်သွားတယ်ပေါ့နော်အဲ့ဒါဘာကြောင့်လဲဆိုတော့အတန်းရဲ့ return value ဒီကျွန်တော်ဒီထည့်လိုက်တဲ့ဟာကို return မပြန်ဘူးပေါ့နော်မပြန်မဲ့နဲ့ဘာလို့လာပြန်လဲဆိုတော့ menu ဆို return ပြန်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ထည့်တင်တာဆိုတော့ကိုထည့်လိုက်တဲ့ဟာကိုထည့်လိုက်တဲ့ဒီဟာကို access ထည့်တင်တာပေါ့နော်ပြီးတော့ chain method နဲ့တုံးတယ်ပေါ့နော်အဲ့တော့ကြောင့်မလို့တော့က one to ရွှေ့လိုက်တယ်ပေါ့နော်ဒါကိုကျွန်တော်ရှေ့ကိုရွှေ့လိုက်တယ်ပေါ့နော်ဒီအပန်းတူလို့လုပ်ရမယ်ဒီလိုညာချင်းထည့်လိုက်တယ်ပေါ့နော်အဲဒါဆိုကျွန်တော်ပြန်ကြည့်ပေါ့နော်တော့ကျွန်တော်ပြန်ကြည့်မယ်ဒီကျွန်တော်ဝင်ကြည့်တဲ့ခါကျတော့ရှင်ခုနကလည်းပွာသွားတာက
menus မှာ classing မထည့်တော့ဘူးဘယ်လိုသတ်ထည့်လဲဆိုတော့ class အောက်ကဟာသတ်ထည့်ပေါ့နော်အဲ့တော့အပန်းကြတော့သူကအပန်းက parent ကိုယူတာဖြစ်ပြီးတော့အပန်း2ကကြတော့ဒီ time ကို return ပြန်ပေးတယ်အဲ့တော့ကျွန်တော်တို့ကထည့်သွားခြင်းတယ်လို့ရှိရင်ကျွန်တော်ဒီမှာသူ့ကိုထည့်ပြီးတော့အဲ့တော့ jQuery မှာဆိုရင်ကျွန်တော်ဘယ်လိုရေးလေးရှိလဲဆိုဘယ်လိုရေးလေးရှိရပေါ့နော်အဲ့တော့ .dash ဆိုတော့အချိန်မတက်နဲ့တွားတယ်ပေါ့နော်ဒီဟာကကျွန်တော်ဖြစ်မယ်အဲ့ဒါကိုအပန်းတူ menus တွေကိုအပန်းလုပ်မယ်အဲ့တော့ဒီကောင်ကို return ပြန်တဲ့တော့ဒီကောင်ကိုပဲဆက်ပြီးတော့ classing ထပ်ထည့်မယ်ပြီးဒီကောင်ကိုပဲတစ်ခါစာချိန်မယ်ပေါ့နော်အဲ့ဆိုတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်item ရဲ့ item ကိုတောက် control လုပ်လို့ရအောင်ပြည့်တယ်ပေါ့နော်အဲ့တော့အပန်းနဲ့အပန်းတူရဲ့ဘာသာချက်ကနေရာချင်းချိန်ပေးရတယ်ရှင်းနောက်ချိန်ပေးရတယ်ပြောရှင်နောက်တစ်ခုက return ပြန်တဲ့ response မတူဘူးပေါ့နော်အဲ့တော့ကျွန်တော်ပန်းအောင်ပြန်သုံးကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော် menu စုပြန်ထားမယ်ဒါဒီတိုင်းပြန်ထားမယ်ဒီတိုင်းပြန်ထားပြီးတော့ပြင်ကြည့်မှာပေါ့နော်အဲ့တော့ကျွန်တော်ဘယ်လောက်ထင်းလေးပေါ့နော်သူကမဖြစ်ဘူးပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီမှာဆိုလို့ရှိရင်အပန်းကသဘောတရားအရသွားဖြစ်သွားတယ်ပေါ့နော်အပန်းရဲ့သဘောတရားအရသူကကျွန်တော်ဒီရာကြီးကအပန်းလို့သွားတယ်ပြီးရင် class name ထည့်တယ် class name ကဘယ်သူစီရောက်သွားလဲဆိုတော့ menu ဆဲကိုရောက်သွားတယ်အဲ့တော့ပြီးတော့ dot touch ကလည်း menu ပဲဖြစ်တယ်အဲ့တော့ကြောင့်မလို့ဒီကျွန်တော်တို့ဘယ်လောက်ထည့်ဘာဖြစ်သွားတယ်ပေါ့နော်ဖြတ်လိုက်တယ်ပေါ့နော်ဖြတ်ပြီးတော့ဒါပြန်ကြောင်းလိုက်တယ်ပေါ့နော်အဲ့တော့ထည့်ရတဲ့ don ကြောက်သွားတယ်ပေါ့နော်ဆိုတော့အဲ့ဒါကကျွန်တော်အပန်းနဲ့ပန်းတူရဲ့ဘာချက်ပေါ့နော်နောက်တစ်ခါကျတော့ကျွန်တော်ဒီအပန်းမှာကျွန်တော်ဒီခုနလိုကျွန်တော်နေရာပြင်ဆင်နေတယ်ပေါ့နော်အဲ့တော့ $sign ဒီ menu ကျွန်တော်ဆိုရင်မှာသွားပြီပေါ့နော်โอเคအဲ့ပြောရှင်ကျွန်တော်တို့ကဒီမှာဆိုရှင်ကျွန်တော်က value တစ်ခုတင်လာလိုက်ပါနော်ဒါ index ဆိုတဲ့ဒီရင်ကျွန်တော်ဒီမှာအဲ့တော့တန်းနေပြီနော်ပြောလိုက်ပါနော်ဒီ $sign index ဆိုတော့ဒီတော့ဒီကနေပြီးတော့ index ဒီနေ့တော့ငါဆက်ပြပါပါနော်အဲ့မှာကျွန်တော်က prepend လို့ပြောလိုက်တယ်ပေါ့နော်ဒီ prepend လို့ပြောလိုက်အဲ့ဆိုလို့ရှိရင်အပေါ်တင်တယ်ပေါ့နော်အဲ့တော့ append to နဲ့ prepend to ကချက်ကအ append to ဒီတော့အောက်ကနေဝင်နေ prepend to ကကျတော့အပေါ်ကထိဆုံး first place ကနေဝင်နေပေါ့နော်ဟိုကကျတော့ append ကကျတော့ last place ကနေဝင်နေအဲ့တစ်ခုกว่าတယ်ပေါ့နော်အဲ့တော့ prepend to နဲ့ append to ကျန်တဲ့ဟာတော့တူတူပဲ prepend ကို prepend to ခုနလိုပဲ append လိုပဲappend ကိုသုံးရဆိုလို့ရှိရင်တော့ return ကparent ကိုပြန်မယ်အဲ့လိုပဲ prepend လည်းဒီတိုင်းပဲ prepend ဆိုလို့ရှိရင်လည်းဒီ parent ကိုပြန်တယ်အဲ့တော့ parent ကိုပြန်လာတဲ့အားသာချက်ကဘာရှိလဲဆိုတော့ဒီထဲကို item တွေထည့်မယ်ပြောရှင် parent ကို classing တွေထည့်ချင်တယ်ဆိုလို့ရှိရင်တော့ prepend လို့ append လို့သုံးမယ်အဲ့လိုမဟုတ်ဘူးကိုထည့်လိုက်တဲ့ item ကိုပဲတောက်လျှောက် control လုပ်သွားခြင်းတယ်ဆိုလို့ရှိရင် prepend to ဒါမှမဟုတ် append to ကိုသုံးပြီးရင် classing တွေသူ့ရဲ့အားသာချက်ကတောက်လျှောက်ရေးသွားလို့ရတယ်ပေါ့နော်အဲ့တော့သူက jQuery မှာအဲ့လိုမျိုးဒီ chain method ပုံစံမျိုးနဲ့ဒီတောက်လျှောက် control တောက်လျှောက်လုပ်သွားလို့ရတယ်ပေါ့နော်အဲ့ဒါသူ့ရဲ့အတားချက်ပေါ့နော်နောက်တစ်ခါကျတော့ wrap ပေါ့နော် wrap ကကျတော့ဘယ်လိုလဲဆိုတော့ဒီ parent ခြုံတာပေါ့နော်အဲ့တော့ဆိုလို့ရှိရင် wrap item အဲ့တော့ဒီ menus ကိုကျွန်တော်ဒီမှာ that menus equal to menus menus ဆိုမယ်တော့ရှင်တော့ဟိုကဒီ menus wrap id တော့နော် id equal to 9အပြင်ကျွန်တော်ဒီ close တက်တယ်မယ်ဒါက wrap okay ဒီကျွန်တော်တရားကိုဆက်လို့ဒီတော့ဒီအဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ခုနကတော့ menus ကအပေါ်မှာကျွန်တော် main ဆိုတဲ့ဒီ GIB တခု wrap လုပ်သွားတာတွေ့ရပါတော့အဲ့တော့ဒီက red ခြုံတာပေါ့နော် red ခြုံတာကကျတော့အဲ့ဆို red ကတော့ဒီကတော့ကျွန်တော်ဒီ jQuery ပဲ BD programming language ပဲဖြစ်ဖြစ်ကျွန်တော်အဓိကပါဖို့ကြည့်လဲဆိုရှင် value ကိုကြည့်ရပါတော့ဒီဟာတစ်ခု run ပြီးသွားလို့ရှိရင်ဒီဟာဒီ function ရဲ့ return ကဘာလဲဘာလို့ကျွန်တော်တို့ခုနဒီအပေါ်ကလိုမျိုးဒီလိုမျိုး down shot chain method ပုံစံရေးလို့ရတာလဲဆိုလို့ရှိရင်
ဒီ return value အဲ့ဒီ function တစ်ခု run ပြီးသွားတယ်ပေါ့နော်။ဥပမာဒါဆို prepend to ဆိုတဲ့ function တစ်ခုသူ jQuery မှာရေးထားမယ်အဲ့ဒါကို run လိုက်လို့ရှိရင်သူရဲ့ return value ကဘာလဲအဲ့ဒီပုံမှာမူတည်ကျွန်တော်က dot ထောက်ပြီးတော့ဆက်လုပ်သွားရှိတယ်ပေါ့နော်။jQuery ကိုပါမှာဆိုလို့ရှိရင်လည်းကျွန်တော်ဒီ JS မှာဆိုလို့ရှိရင်လည်း dot train လုပ်တယ် train လုပ်ပြီးတော့ရှင်တခါ dot replace အဲ့လိုဘာလို့ train dot replace တွေဘာကြောင့်အဲ့လိုဇာတ်တိုက်သုံးလို့ရတယ်လို့မေးလို့ရှိရင်အဲ့ရဲ့ return value က string type ဖြစ်နေတဲ့အတွက်နောက်ကနေပြီးတော့ဒီ chain method နဲ့ dot နဲ့ထောက်သွားပြီးရေးသွားလို့ရတယ်ပေါ့နော်PHP ကိုပါမှာဆိုလည်းအဲ့လိုပဲရေးလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင် web ကိုဘာပြန်လဲဆိုတော့ကျွန်တော်ကြည့်ကြည့်မယ်ပေါ့နော်ခုနလိုကျွန်တော် value ပဲ total မသိတော့ဘူးပေါ့နော်အဲ့ဆိုကျွန်တော်ဒီမှာကြည့်လိုက်တော့နော်sorry အဲ့တော့ဒီမှာဆိုလို့ရှိရင်run လုပ်လိုက်မှာပေါ့နော်အဲ့ပြီးရင်ကျွန်တော်ဒီ console မှာတစ်ချက်ကြည့်လိုက်အောင်ပေါ့နော်အဲ့ဆိုလို့ရှိရင် wrap ကဘာကို response ပြန်လဲဆိုလို့ရှိရင်တော့ဒီဘာကို response ပြန်တာကိုပြနေတာပေါ့နော်ဒီအုပ်လိုက်ဒီဟိုကိုအုပ်လိုက်တဲ့ကိုအုပ်လိုက်တဲ့ main ပြန်တာမဟုတ်ဘူးပေါ့နော်ဘာကြီးပြန်လာလဲဆိုတော့ main news ကိုပြန်လာတယ်ပေါ့နော်အဲ့ဒါခါကျတော့ကျွန်တော်တို့ကဒီကနေပြီးတော့ခုနလိုပဲကျွန်တော်တို့ plus ပြန်လိုက်မယ်ဟုတ်iClass ဆိုကျွန်တော်ထည့်ပြလိုက်မှာပေါ့နော်ဒီမှာတော့ border ဒီတော့ဒီမှာဒီကြီးတော့ဒီမှာဒီတော့တင်ရထည့်ပြမှာပေါ့နော်အဲဆိုကျွန်တော်ကြည့်မှာပေါ့နော်အဲဆိုရင်တော့ဒီမှာဆိုလို့ရှိရင်ဘယ်ထဲဝင်သွားလဲဆိုတော့ကျွန်တော်ဒီ menu ထဲဝင်သွားတာတွေ့ရတယ်ပေါ့နော်အတိတ်ပဲကကျွန်တော်တို့ကဒီ main ထဲကိုမဝင်မဲနဲ့ဒီ menu ထဲဝင်သွားတာတွေ့ရတယ်ပေါ့နော် okay အဲဆိုရင်အဲ့လိုအခြေအနေမျိုးမှာမဟုတ်ဘူးကျွန်တော်က real အုပ်တဲ့အကောင်ကိုလည်း plus 9ထည့်ခြင်းတယ်ဒီလိုရေးတော့ရပါဘောနော်ဒီလိုရေးလိုက်လည်းရတယ်ပေါ့နော်ဒါပေမဲ့အခုကကျတော့ကျွန်တော် chain method ကိုအဓိကပြသွားခြင်းပေါ့နော်အခါကျတော့ကျွန်တော်ဘယ်လိုလုပ်မလဲအဲဆိုရှင်ကျွန်တော်ကဒီဟာကိုနော်ဒေါ်လာ sign အုပ်လိုက်မယ်ပေါ့နော်ဟုတ်ပြီးရင်သူ့ကျွန်တော် plus 9ကိုဒီကိုထည့်လိုက်အဲဆိုရင်ကျွန်တော် console ကိုလုပ်လိုက်မယ်ပေါ့နော်အဲဆိုကျွန်တော်ပြန်ကြည့်ကြည့်မယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီစင်ပြောင်းလို့ကျွန်တော်တခုခုလိုက်ပေါ့နော်အဲဆိုရင်ကျွန်တော်ကြည့်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဟို main ကိုပုတ်သွားတွေ့ရတယ်ပြီးတော့မှ menus ကိုထည့်ဘယ်လိုအဲ့လိုဖြစ်သွားလဲလို့ဆိုလို့ရှိရင်ကျွန်တော်ဒီ wrap မအုပ်ခင်မှာwrap မအုပ်ခင်မှာသူ့ class name အရင်ထည့်လိုက်တယ်ထည့်ပြီးသွားတော့မှ wrap အုပ်ခိုင်းလိုက်တာပေါ့နော်အဲ့တော့ကြောင့်မို့လို့ကျွန်တော်ဒီအုပ်လိုက်တဲ့ဟာကြီးကဒီ class name ပါပြီးသားဖြစ်လာတယ်ပေါ့နော်အဲ့တော့ဒီဟာကကျွန်တော်ဒီ append to append ပေါ့နော်နောက်ထပ်ဒီ jQuery မှာလည်းတခြားအဲ့လို chain method တွေအများကြီးရှိသေးတယ်ပေါ့နော်ဒီနေ့ကတော့ဟုတ်နည်းလေးပါဟုတ်ဒီမှာ